တော်လေးကိုရက်ဆက်တဲ့ဖြစ်ရတဲ့ခုထိုင်းနိုင်ငံမှာဖြစ်သွားတယ်။ဘာဖြစ်တာလဲဆိုတော့ထိုင်းနိုင်ငံစမူပကံမြို့မှာ14ရက်နေ့ကဒီပုံထဲကအကောင်ကမွေးကင်းသားကလေးကိုစားနေတာကိုတတွေ့ရတယ်။အစားကတော့လူတွေကဒီကောင်အယုတ်ကြီးကိုကိုင်းနေတာပဲဆိုပြီးတော့နေနေတာနောက်တော့မှတေချာကြည့်တော့တကယ်လူအစ်စ်ဖြစ်နေတာကိုတွေ့ရတယ်။ကဲဆယ်ကြီးတွေကဒီကောင်ခလေးရဲ့အစိတ်ပိုင်းကိုစက်မစားအောင်တော့လုပ်ကြတယ်။ဒါပေမဲ့ဒီပုံထဲကအကောင်ကလုံးဝမလွတ်ပေးဘူး။ဒီကောင်စားနေတဲ့အစိတ်ပိုင်းတွေကခလေးရဲ့ဦးကောင်ပခုံးနဲ့ကိုရင်းအစိတ်ပိုင်းတွေကိုစားနေတာကိုတွေ့ရတယ်။ခလေးကကြားလာမလာတော့ခွဲလို့မရတော့ဘူး။စစ်စေးကြအရာတော့ခလေးကိုမွေးထားတာ2ရက်3ရက်ပဲရှိအောင်မယ်လို့ယူဆကြတယ်။ဒီလိုနေရာမျိုးမှာလာဆွမြင့်သွားတဲ့ခလေးရဲ့မိခင်ကိုလည်းအခုရှာနေပြီခလေးမိခင်ကိုတွေ့ရပြီဆိုတာနဲ့တရားစွဲမယ်လို့လည်းသိရတယ်။ပြောချင်တာကလေအစတွေကကိုမကြည့်နိုင်မဆောင်ရှောင်းနိုင်ခလေးမယူကြနဲ့လေမမွေးကြနဲ့ပေါ့နင်တို့တွေဖြစ်နေတဲ့အချိန်မှာလဲတားစီးတွေကိုနှုံးတွေတုံးကြလေနောက်ဆုံးမွေးပြီးမကြည့်နိုင်ဘူးဆိုရင်တော့မိဘမဲကြရတွေရှိတယ်အကျိုးအကြောင်းလေးပြောပြပြီးခလေးကိုတတ်ထားကြလေအခုတော့ဘာမှမသိနားမလဲသေးတဲ့အခုမှလူလောကတွေကိုစရောက်တဲ့ခလေးဘာအပြစ်မှမရှိဘဲနဲ့မရှုမလားတဲ့ဆုံးမခြင်းနဲ့အသက်ဆုံးရှုံးသွားရှာပြီးခလေးဘလောက်တောင်နာကျင်ခံစားလိုက်ရရှာမလဲနော်အခုခလေးကိုစားလိုက်တဲ့အကောင်ကလည်းမိချောင်းမဟုတ်ဘူးနော်ကမ္ဘာရှားပါအကောင်တော်တော်လေးကိုအန်ရများတဲ့ဒီအကောင်တွေကအသားဆိုတိတ်ကြိုက်တဲ့အကောင်တွေဘလို့ကြောင့်ထိုင်းနိုင်ငံမှာတွေ့ရလဲတော့မသိဘူးပုံမှန်ဆိုလို့ရှိရင်ဒီအကောင်တွေကအာဖရိကတိုက်ရဲ့ဘေးမဲ့တောတွေထဲမှာပဲရှိတာ